အားလုံးပဲမင်္ဂလာပါ23ရက်နေ့တနင်္လာညနေအတွက်ပါဒီ9ကွက်ထုတ်လာတယ်6တလုံးပိုင်66နဲ့61 65 6ခွန်အော်6တလုံးနဲ့ပါကျွန်တော်စိုက်ကြည့်ရတော့9ကက်တက်ဒီမှာပေါ့ဒီ6ပိတ်ကဇောင်းကတော့6ထိပ်လို့ပြန်ရတယ်အဲ့ချိန်မှာဒီအပိတ်တွဲရမှာဒီသူကဒီ135ပေါ့135နဲ့ကန့်ပေါ့ဒီ6ပိတ်က6ထိပ်အဲ့တော့6နဲ့6365တကွက်ထမ်း6နှစ်ထွက်ဒုတိယကက်လည်းဒီမှာ4ပိတ်က4ထိပ်ရိုက်မယ်သူရဆောင်ကနမ်းမှာ9ရဲ့3ရဲ့ဒီမှာတပိတ်မရှိတော့9 3နဲ့ပဲကက်အဲ့တော့4 9နဲ့4 3ဆိုရင်4 3တတိယကက်လည်း9ပိတ်က9ထိပ်လို့ရိုက်မယ်ကံမှာတွေ့ပြီခွန်ရ1ရ4နဲ့ကံမှာအဲဆို9ခွန်9 1 9 4ဆိုတော့တလုံးပြီးတော့9 4ထက်ဒါ4ကံမြောက်ကတော့6ပိတ်က6ထိပ်လို့ရပြီပေါ့ကံမှာခွန်8ခွန်ထက်နေတော့ခွန်8နဲ့ကတ်ဆိုတော့6ခွန်နဲ့6 8တလုံးထွက်ကဲလာဆက်ပေးခဲ့မှာဆိုအခုဒီမှာ6ပိတ်ကတော့6ထိပ်သွားမှာကဲမှာခွန်ရင်9ရက်3ညကဲဆို6ခွန်6 5 6 3ညပေါ့6ခွန်ရင်6 5ရဲ့6 3ညရဲ့ဒီဆိုင်အကြတိုင်းတွန်း3ခွက်ရှိမယ်6နဲ့6ခွန်6 5 6 3ညအမောဒီဆိုင်နေတော့40ထွက်တယ်တပင်3ဝင်ချ30တပင်3ဝင်ချအခုဒီမှာဒီ40ထွက်တယ်ဒီ40ကနန်းတူရဒီအပေါ်ဒီထား4ပါတဲ့ကနန်းဒီပေါ်ထားကနန်းတစ်လုံးပြန်ကြမယ်တော့40အဲ့ဒါကထိပ်စီးပုံတွေပေါင်းလိုက်9ရက်1ရက်4ရက်ပေါင်း4လို့ဖြစ်နေတယ်အပိတ်က6ရက်9ရက်3ရက်ပေါင်းက4 5ဖြစ်နေအောင်40ဆိုဒီပေါ်ကွက်ထဲတစ်ကွက်ပါ40တပင်း3ဝင်ချ3ည3လို့လေတွေ့ဒီရှိဒီတစ်ပတ်ထားကနန်းထဲပြန်ကြတော့30 3ည3ပြန်ကြခုနတိုင်းတော့ပေါင်းချင်း4 5ဖြစ်နေရတယ်ထိစီ3လုံးပေါင်း4 3ည3ညပေါင်း4 9 3 3ပေါင်း5 4 5ဖြစ်နေဒီမှာလည်း9 1 4ပေါင်း4 690ပေါင်း5ဒီတရားတစ်လုံးပြန်ကြဒီတရားတစ်လုံးပြန်ကြအဲဆိုရင်အခုဒီမှာဒီရှိဒီတစ်ပတ်ထဲကနန်းပြန်ကြမှာတော့6တလုံးကဝင်ခဲ့မယ်ဆိုဒီထဲကပြန်ကြမယ်ဆိုတော့66နဲ့6တည်းရှိမယ်အဲ့ဒါမှ4 5ကိုက်တဲ့အဖမ်းပဲပေါ့ထိစီ3လုံးပေါင်းက4ဖြစ်ရမယ်ဆိုတော့1ရက်1နှစ်ရှိပြီ4ဖြစ်ပေါ်2ထက်အပိတ်3လုံးက5ဖြစ်ရမယ်ဆိုတော့3ရက်6ရက်9ရှိပြီ5ဖြစ်ပေါ်က6ထက်ရမယ်ဆိုတော့26ဆိုကနန်းမျိုးအဲ့ဆိုဒီတရားပြန်ထွက်မယ်ဆိုတော့6ပြန်ကြာရှိမယ်ကြိုက်တူနဲ့ကစားကြည့်ပါဒီနေ့လည်းတော့စိုက်ရောလုံးဝလွယ်သွားပြီအဲ့23ရက်တနင်္လာညနေအတွက်6တလုံးကြိုက်တယ်ဒီထဲမှာ66နဲ့61 65 6ခွန်ဒီ9လုံးထုတ်တာတော့
ကဲအားလုံးပဲ good luck ပါ